များသားမီရှင်ပြုအလှမင်္ဂလာပွဲဆင်နွှဲခဲ့ပေမဲ့ကိုသမီးကိုချန်ထားလို့လူပြောများနေတဲ့ခိုင်နှင်းဝင်းအများသူကရင်းသွေးလေးတွေကိုကိုဝမ်းနဲ့လွယ်ပြီးမွေးတယ်လို့ရှင်ပြုနာတာအလှမင်္ဂလာပွဲကိုချင်းကြီးတဲ့ကျင်းပခဲ့တာကတော့ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝင်းပါပရိုက်တာမိခင်ကြီးခိုင်နှင်းဝင်းဟာ2018ခုနှစ်ကစတင်ပြီးတော့အကြောင်းမျိုးကြောင့်မိဘမဲ့ဖြစ်သွားတဲ့ရင်းသွေးလေးတွေကိုခေါ်ယူဆောင်ရှောက်ခဲ့တာပါခိုင်နှင်းဝင်းဟာရင်းသွေးလေးတွေကိုစောင့်ရှောက်ရမှာလဲကိုဝမ်းနဲ့လွယ်မွေးထားတယ်လို့မျိုးရင်းသွေးလေးအတွက်ပညာရေးကျန်းမာရေးကစားစင်စင်ပေးနေရဖြစ်တယ်လို့သာသနာအမွေအတွက်ရှင်ပြုလူမင်္ဂလာပွဲကိုလည်းကျင်းပပေးခဲ့တာဖြစ်ပါတယ်။ခိုင်နှင်းဟာရင်းနှွေးလေးများဂီဟာကနေအသက်6နှစ်ရွယ်မိဘမဲ့တားငယ်လေး12ဦးကိုရှစ်သားမင်းဖြစ်နေသာသနာပေါင်ကိုတွတ်သွင်းချီးမြှင့်ပေးခဲ့တယ်လို့မိန်းကလေး17ဦးကိုလည်းနာတာမင်္ဂလာဖြစ်နေထည့်သွင်းကျင်းပပေးခဲ့တာပါ။တရုတ်ဆောင်ခိုင်နှင်းကတော့ဒီလိုရှင်ပြုနာတာပွဲပြုလုပ်နိုင်ဖို့အတွက်လွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတည်းကစ조사ပြင်ဆင်ဆောင်ရွက်ခဲ့ရပြီးသူမရဲ့ကိုယ်ပိုင်ငွေရောအခြားလူရှင်တွေလူနဲ့ငွေကြေးတွေပါပါတယ်လို့ဆိုပါတယ်။ခိုင်နှင်းကသူမအနေနဲ့ဒီလိုမျိုးရှင်ပြုလူပွဲဖြစ်လာဖို့အလုံးမဖြစ်ဖို့ကိုရင်သွေးလေးတွေကိုစတင်မွေးစားစဉ်ကလေးကစိတ်ကူးရင်ခဲ့ရတယ်လို့ဆိုပါတယ်။မွေးကင်းစားကနေမွေးလိုက်ရင်ရင်သွေးလေးခုလိုကြီးကျယ်ခမ်းနားစွာရှင်ပြုတ်ပေးနိုင်ရတဲ့ခံစားချက်ကြောင့်ဝမ်းသာပီတိဖြစ်လို့မျက်ရည်တွေပန်းချခဲ့ရတယ်လို့ခိုင်နှင်းကဆိုပါတယ်။ခိုင်နှင်းကသူမရဲ့မိဘမဲ့ကလေးတွေကိုမငယ်စေပဲခုလိုရှင်ပြုတ်လူလိုရဖို့ကိုယ်ရင်းတောင်းလေးပြောလာခဲ့ပါတယ်။ပရိသတ်တွေကတော့ခိုင်နှင်းရဲ့ခုလိုမှုမြတ်တဲ့ရှင်ပြုတ်လူပွဲကိုဝမ်းသာပြီးတော့တာလို့ခေါ်နေကြတာဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းခိုင်နှင်းရဲ့ရှင်ပြုတ်လူပွဲကိုလူပညာရှင်များစွာကဝင်းရံဂုဏ်ပြုပေးခဲ့ကြတာပါ။ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေရှင်ပြုတ်နာတာပြုတ်လုပ်ပေးခဲ့တဲ့ခလင်းငယ်တွေထဲမှာတော့သမီးလေးရှွန်းရှွန်းပါဝင်မလာတာကိုပရိသတ်တွေကသတိထားမိသွားခဲ့ကြတာပါ။ဒါကြောင့်ဘာလို့များမပါရလဲအရင်တော့ကပြဿနာတွေဖြစ်ခဲ့လို့လားမပါခိုင်းတာလားဆိုပြီးတော့ထင်ကြီးကြရင်းရှိခဲ့တာပါ။ရှွန်းရှွန်းဆိုတာကတော့ခိုင်နှင်းဝေပထမအောင်ဆုံးမွေးစားခဲ့တဲ့သမီးလေးပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့ဂီဟာကကလေးတွေကိုပဲခိုင်နှင်းဝေကသမီးလေးရှွန်းရှွန်းကိုမချစ်တော့ဘူး။ဂီဟာကကလေးတွေကိုပဲပို့ချစ်တယ်ဆိုပြီးတော့လူပြောများနေခဲ့တာပါ။အခုလည်းဂီဟာကတတမီမီရင်သွင်းငယ်လေးတွေကိုရှင်ပြုတ်နာတာအလှတော်မင်္ဂလာပွဲကြီးကိုပါဝင်ခိုင်းခဲ့ပြီးတော့သမီးလေးရှွန်းရှွန်းမပါဝင်ခိုင်းတာဘာကြောင့်များဖြစ်မလဲလို့ပြောစရာတွေဖြစ်နေကြတာပါ။ဒါပေမဲ့အလှကဂီဟာကလေးတွေတီးတန့်ကိုပဲအလှတော်မင်္ဂလာပွဲပြုလုပ်ပေးကြတာကြောင့်သမီးလေးကမပါဝင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းဝေဖန်ခြင်းကြားတဲ့လူတွေထုံးစံတိုင်းပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေရဲ့ခုလိုမျိုးထင်မှတ်မထားတဲ့ပြုမှုလေးတစ်ခုပေါ်မှာရှာကြံပြီးတော့ဝေဖန်နေကြတာပါ။ခိုင်နှင်းဝေကတော့အမြဲတမ်းသူ့မရဲ့ရင်သွင်းငယ်လေးတွေကိုဘသူ့ကိုပို့ချစ်တယ်ဘသူ့ကိုတော့မချစ်ဘူးဆိုပြီးတော့ခွဲခြားထားတာမျိုးမရှိပါဘူး။ပရိသတ်တွေကတော့ခိုင်နှင်းဝေရဲ့မွန်မြတ်တဲ့ရှစ်ပြုတ်အလိုပေါ်မှာမိမိတို့ရဲ့မြင်လေးရှင်လည်းပြောသွားကြပါဦး။